ဂျာတာပရိနေမှာမွေးဖွားသူများအလုံးမင်္ဂလာပါဒီတစ်ပတ်အထွတ်မှာဂျာတာပရိသားသမီးတွေဟာပညာရေးနဲ့ပတ်သက်ရင်အင်မတန်ကန်ထူးနေတဲ့ကာလလို့ပြောရမှာပါတင်တန်းတက်ရောက်ဖို့ကြိုးစားနေတာတွေပညာရဲ့အသစ်တွေလေ့လာနေတာတွေဟာထူးထူးခြားခြားအထက်မြောက်အောင်မြင်မှာဖြစ်ပါတယ်လုံငရပိုင်းမှာလည်းတိတိတသာအောင်မြင်မှုတွေရရှိလာမှာဖြစ်တယ်လို့မိမိကိုလမ်းပြပေးမဲ့ဆရာကောင်းမိတ်ဆွေကောင်းတွေနဲ့စုံတွေ့ရမယ့်အချိန်ခါကောင်းပါမယ်တကူတော်လုပ်ငန်းတွေထက်ဆိုင်ရင်စက်တူရှယ်ယာလုတ်ကင်တဲ့လုပ်ငန်းတွေကပိုပြီးအကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်အိမ်ကိုဖြစ်စေလုပ်ငန်းခွင်ကိုဖြစ်စေစက်ပစ္စည်းအသစ်တွေဝင်လာတတ်တဲ့ကံမျိုးလည်းရှိနေပါတယ်။ဒါပေမဲ့အလုတ်ခွင်ထဲမှာတော့အတိုက်ချိုင်လေးတွေအနှဲငယ်ရှိနေတတ်လို့အဆအဆအရာရာတတိထားပြီးဆက်ဆံကိုလိုပါလိမ့်မယ်။အလုံးနဲ့ပတ်သက်ပြီးနေရာကောင်းရတာယာရုတက်တာမျိုးတွေကြုံရနိုင်တယ်လို့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းကောင်းမွန်တဲ့အပြောင်းလဲတွေစတင်ပေါ်ပေါက်လာမှာပါ။စာချုပ်စာတမ်းကိစ္စတွေလက်မှတ်ထိုးရမယ့်ကိစ္စတွေမှာလည်းအောင်မြင်မြင်နဲ့အဆင်ပြေချောငွေသွားမှာထိပါတယ်။အဆက်အသွယ်ကောင်းတွေအများကြီးရရှိလာမယ့်အကျင့်ငွေကြေးပိုင်းမှာလည်းရှာရဖွေရအလွယ်ကူနေပါလိမ့်မယ်။ဒါပေမဲ့ငွေအဝင်းအထွက်ကတော့အတော်လေးများနေတတ်ပြီးငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုနှစ်ချင်းတစ်ခါပြန်လဲလှုပ်ဆောင်ရတာမျိုးတွေကြုံရတတ်ပါတယ်။လူမှုရေးပိုင်းမှာတော့လူမျိုးကြားဘာသာကြားတွေနဲ့အစင်မပြေဖြစ်တာစကားအတိုင်ခိုင်ထိပြီးရံများလာမျိုးတွေကြုံရတတ်လို့ဒီအချက်ကိုတော့အထူးသတိပြုစေချင်ပါတယ်။နောက်ပြီးမီးဘေးအန်ဒီရဲ့ wire short ထစ်တာနဲ့တခိုးအန်ဒီရဲ့တွေကိုလည်းအထူးဂရုစိုက်တဲ့ကာလပါတယ်။သားသမီးတွေနဲ့ပတ်သက်ပြီးတော့လည်းစိတ်ရှုစရာတွေကြုံရတတ်ပါတယ်။ဒါပေမဲ့ကံကောင်းတာတစ်ခုကတော့အချီရင်းနဲ့အိမ်တော်ရေးမှာစိတ်ချမ်းသာပျော်ရွှင်စရာတွေအပြည့်အဝကြုံတွေ့ရမှာဖြစ်လို့အားတက်စရာပါပဲ။ကျန်းမာရေးအနေနဲ့ဒူးနာတာလေထိုးလေယောင်းဖြစ်တာနဲ့နှလုံးရောဂါဝေဒနာလေးတွေခံစားရတတ်လို့ဂရုစိုက်ပေးပါခင်ဗျာ။အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်တဲ့အခါအဝါရောင်နဲ့အစင်းရောင်ဝစ်စုံတွေကိုအားပြုပြီးဝစ်ဆင်သွားမယ်ဆိုရင်အဆင်ပြေပါလိမ့်မယ်။အကျိုးပေးကဏ္ဍတွေကတော့၈ကဏ္ဍနဲ့၄ကဏ္ဍတွေပဲဖြစ်ပါလေ။ကန်စာတာအထောက်ပံ့ကောင်းတွေပုံမရရှိစေဖို့အတွက်အိမ်ဖျားကျောင်းဆောင်မှာစီထမင်းကတ်လူပူဇော်ပြီးစုကောင်းပေးပါ။ဒါနဲ့ဟောစာတမ်းများကိုကြည့်ရှုနိုင်ရန်ဆရာရဲ့ TikTok account ကို follow လုပ်ထားပြီး YouTube channel ကိုလည်း subscribe လုပ်ထားပေးပါ